ပုံဆွဲခြင်းစိတ်တော့ရှိပါရဲ့ဘာဆွဲရမလဲမသိဘူးဆိုတာမျိုးဖြစ်ဘူးကြရမလားဒါလေးကတော့ဒီနေ့ကျွန်တော်ဆွဲသွားမယ်ကျွန်တော်ရဲ့ model လေးပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်လည်းအဲ့လိုဖြစ်နေတော့မှမြေကြီးပေါ်မှာအယောင်တောက်တောက်ပြောင်ပြောင်နဲ့ပိုးတော်မလေးတစ်ကောင်သွားပြီးတွေ့ပါတယ်သူကတေဆုံးနေပြီဆိုပေမဲ့ကျွန်တော်တို့တော့အဖိုးတန်နဲ့ပုံဆွဲစရာ model လေးတစ်ခုဖြစ်လာပါတယ်မဆွဲခင်မှာဒီပိုးတော်လေးကိုပက်လေးလှည့်ပြီးတော့ကျွန်တော်တေချာကြည့်ခဲ့ပါတယ်ဒီတော့ဒီပိုးကောင်လေးကဒီနေ့ပုံဆွဲဖို့အတွက် drawing from observation လုပ်ဖို့အတွက်အကောင်းဆုံး subject တစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်ဒီနေ့သုံးသွားမယ့် founding pen ကတော့ Sailor Fudiman ရဲ့55 degree founding pen ပဲဖြစ်ပါတယ်။ဒီ founding pen ကိုအသုံးပြုပြီးဆွဲရတာကိုကျွန်တော်အရန်လဲသဘောကျပါတယ်။ဘာကြောင့်လဲဆိုတော့ဒီ founding pen က line weight ပြောင်းရတာအရန်လွယ်ကူတယ်။ကျွန်တော်အသုံးပြုသွားမယ့်စာအုပ်ကတော့ Art Creation ကထုတ်ထားတဲ့ sketchbook ပဲဖြစ်တယ်။ဒီ sketchbook ကမြန်မာနိုင်ငံကဘယ်နေရာမှာပဲနေစိုင်တိုင်းမှာဝယ်လို့ရနေတယ်ဘိုးတော်မလေးကိုပဲအန်ဂယ်တွေအများကြီးချိန်ပြီးတော့ဆွဲသွားမှာပဲဖြစ်ပါတယ်ဒီပုံကိုစဆွဲကြတဲ့ကကျွန်တော်ရဲ့စိတ်ထဲမှာလုံးဝတူရပါမယ်ဆိုတော့ခံစားချက်မျိုးစိတ်ကူးမျိုးလုံးဝမရှိခဲ့ပါဘူးအစာပိုင်းမှာတော့ခက်တွက်လေးပဲသူ့ရဲ့ပုံတံကိုပဲအဓိကထားပြီးတော့ရေးဆွဲခဲ့ပါတယ်မြင်းတွေကစောင်းရင်လည်းစောင်းနေမယ်ရွဲ့ရင်လည်းရွဲ့နေမယ်ကိစ္စနာလုံးဝမရှိပါဘူးပရဘလူဖြစ်တဲ့မင်းကိုတုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာwater color သုံးပြီးတော့ဒီပိုးတော်မလေးရဲ့အရသာပေါ်အောင်လို့ color လေးတွေကိုထည့်သွားမှာပဲဖြစ်ပါတယ်။အရာဝတ္ထုတစ်ခုကိုအခုလိုမျိုးလွတ်လွတ်လပ်လပ်ပုံတွေအများကြီးရေးဆွဲခြင်းကကိုယ့်ရဲ့ပုံဆွဲတဲ့စွမ်းရည်ကိုတိုးတက်လာစေဖို့အမြန်ဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။အခုကျွန်တော်ဆွဲနေတဲ့ပုံစံကတော့ shape ကိုအရင်ဆုံးဆွဲတယ်။ shape ကိုဆွဲပြီးတော့မှပဲအထဲကဒီတေးတွေကိုခြေထောက်တွေလက်တွေခေါင်းတွေကိုကျွန်တော်လိုက်ထည့်တယ်ပေါ့နော်တူအောင်ဆွဲရတာထက်ပျော်အောင်ဆွဲရတာကကျွန်တော်တို့အများကြီးအဓိပ္ပာယ်ပို့ပြီးတော့ရှိပါတယ်ဒီဘိုးတော်မလေးရဲ့ပုံဆွဲနေတဲ့အချိန်မှာပဲသူ့ရဲ့အကြောင်းတွေကျွန်တော်ရဲ့ခေါင်းထဲကိုရောက်လာပါတယ်ဘာအတွက်ကြောင့်မလို့သူကတည်သွားရတာလဲဆိုတာကျွန်တော်လုံးဝမစဉ်းစားဘဲနဲ့မနေနိုင်ပါဘူး3-5 ဝန်လောက်ဆွဲပြီးသွားတဲ့အချိန်မှာဒီဘိုးတော်လေးကိုဆွဲရတာကျွန်တော်အတွက်အရန်လွယ်ကူလာပါတယ်အခုလိုမျိုးအနေထားပေါင်းစုံကနေစိုက်ကြည့်ပြီးတော့ဆွဲခြင်းဟာတဘာဝတရားနဲ့တင်ကိုပို့ပြီးတော့နှီးဆက်လာစေပါတယ်ဒါကို drawing from observation လို့ခေါ်ပြီးတော့ကျွန်တော်တို့ရဲ့အမြင်အာရုံကိုလေ့ကျင့်ပေးရလဲရောက်ပါတယ်အတွက်ကြောင့်ဒီကောင်းလေးကိုကျွန်တော်ဒီလောက်တောင်အများကြီးဆွဲနေမိတယ်ဆိုတော့ကိုယ့်ကိုယ်တော့နားမလည်တော့ပါဘူးဒါလေးမှာကျွန်တော်တို့စိတ်ထဲမှာရှိတဲ့အတိုင်းလုပ်နေဖို့ပဲလိုတာလေပြပုံတော့ဆွဲပြီးသွားတဲ့အချိန်မှာကျွန်တော်ရဲ့စိတ်ထဲကနေပြီးတော့ရက်တင်ပြီဆိုပြီးတော့အတိတစ်ခုဝင်လာတယ်ဆက်ဆက်ဆွဲခြင်းတော့ကတော့အရိပ်လေးတွေကို water color နဲ့ထည့်မယ်ဆိုပြီးတော့စဉ်းစားထားတာများလို့တော့မသိဘူးတခါလေးမှကိုယ့်ကိုဘာတွေလုပ်နေရလဲဆိုပြီးပြန်မေးရတဲ့အခိုက်အတန့်မျိုးတွေကျွန်တော်မှရှိတယ်ဘိုးတော်မလေးကိုဆွဲနေနေယူရောင်ရောင်တွေးတစ်ခုဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီဘိုးတော်မလေးမှာဘယ်ဟာကသူ့ရဲ့ခြေထောက်ဘယ်ဟာသူ့ရဲ့လက်လဲဆိုတာကျွန်တော်စဉ်းစားနေရလုံးဝစဉ်းစားလို့မရဘူးဖြစ်နေရပေါ့နော်အဲ့ဒါသိတဲ့လူတွေရှိရင်ကျွန်တော်ပြောပြပေးခဲ့ပါအောင်ကာလာအတွက်ကတော့ water color ကိုသုံးပြသွားမှာပဲဖြစ်ပါတယ်အလင်းပြန်တဲ့နေရာကိုအစိမ်းရောင်အနုလေးတွေသုံးထားတယ်အမောင်ကျနေတဲ့နေရာကို anamorine အပြာလေးထည့်ထားတယ်ဒီထက်ပိုပြီးတော့နက်တဲ့နေရာကိုတော့ဒီဘဖယ်ခရမ်းရောင်လေးကိုကျွန်တော် shadow အနေနဲ့သုံးပြထားတယ်ဒီအရောင်လေးကိုဘာကြောင့်သုံးတာလဲဆိုတော့ဒီပိုးတော်မလေးကိုတေချာကြည့်လိုက်တဲ့အချိန်မှာဒီအရောင်3ရောင်ပဲကျွန်တော်မြင်တယ်ကျွန်တော်ခံစားမိတယ်အဲ့အတွက်ကြောင့်ဒီအယောင်3ယောင်ကိုပဲ limited လုပ်ပြီးတော့သုံးဖို့ဆုံးဖြတ်ခဲ့တယ်။ခြားမှာတခုကစေးချေတဲ့အခါမှာတယောင်မချောက်ခင်မှာနောက်တယောင်ကိုမြန်လေးချေဖို့လိုပါတယ်။မှပဲအယောင်2ယောင်ကရောထွေးသွားတဲ့ effect ကိုရမှာပဲဖြစ်ပါတယ်။တင့်မှာစိတ်ဝင်စားစရာအရာဝတ္ထုတစ်ခုရှိနေတပုံနဲ့ဆွဲပြီးတော့မရက်လိုက်ပါနဲ့။သူ့ကိုလက်ပတ်ကြည့်ပြီးတော့နေရာပေါင်းစုံတောင်ပေါင်းစုံကနေပုံတွေအများကြီးဆွဲလို့ရပါတယ်။ဒီခါမှာတင်ရင်ကမမြင်ဘူးတဲ့အလားတရားတွေကိုတွေ့လာရပါလိမ့်မယ်ပုံလားဖို့ထက်ဒီအရာကိုတင်ဘယ်လောက်ထိတတိထားမိသွားတယ်လဲဆိုတာကအများကြီးပိုအရေးကြီးပါတယ်ဒါပဲပေါ်မှာမြင်းနေအယောင်နေများလာတာနဲ့အများပုံဆွဲရတာပိုပြီးပြောစရာကောင်းလာပါတယ်ဒါကြောင့်နောက်တစ်ခါပါဆွဲရမလဲဝေခွဲမရဖြစ်နေရင်ဝေးကြီးမှမရှာပါနဲ့အနီးနားအရာဝတ္ထုတစ်ခုကိုယူပြီးတော့တောင်ပေါင်းစုံကနေဆွဲကြည့်လိုက်ပါအရာဝတ္ထုတစ်ခုကိုတောင်ပေါင်းစုံကနေဆွဲကြည့်ခြင်းအပြင်ဘာဆွဲရမလဲဆိုတဲ့အတွေ့အကြုံဘယ်လိုထက်ဆွဲရင်ကောင်းမလဲဆိုတဲ့စူးစမ်းစိတ်ကိုပြောင်းလဲပြပါတယ်။ဘယ်အရာဝတ္ထုမဆိုစပြီးဆွဲလိုက်တာနဲ့အရာအလုံးကစိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။ဆွဲစရာရှာမရတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကနေပြီးတော့ inspire ယူနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ကပိုးတော်မလေးကို model လုပ်ပြီးတော့ဆွဲပြခဲ့တာပါ။သင်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဘယ်လိုထူးခြားတဲ့အရာလေးတွေကိုဆွဲခြင်းလဲ
comment မှန်းခဲ့ပါအောင်နော်